Melbet. Bet on whatever you love in one app, anytime, anyplace, right from your phone. More than 20,000 online and live events every day. Great odds, loyalty program for regular gamblers, and a range of local bonuses. More than 20 ways of withdrawing your money, literally in seconds. Melbet, the bookkeeper you can trust. အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေကြိုဆိုလိုက်ပါတယ်။ Melbet ဆိုတာပါတယ်။ Melbet မှာပါလီလုပ်လို့ရတယ်။ Melbet မှာဘောလုံးဝဲပြင်တကမ္ဘာလုံးမှာစီးတဲ့ကစားနည်းပေါင်းမျိုးစုံကိုစုပ်စားလို့ရတဲ့ကမ္ဘာကြီးမှာဆို website တစ်ခုဖြစ်တဲ့ Melbet application ကို Chrome browser မှာ iOS နဲ့ Android မှာပါအလွယ်တကူ download လုပ်လို့ရတာဖြစ်တယ်။ဒါဆိုရင်ကျွန်တော်တို့ Melbet application ကိုတစ်ချက်ဝယ်လိုက်မှာဖြစ်တယ်။အရင်ဆုံးဝယ်လိုက်တာနဲ့ကျွန်တော်တို့ login နဲ့ register ကိုတွေ့ရမှာဖြစ်တယ်။ brother ကကောက်သိပ်ဖွင့်မှာဖြစ်တဲ့အတွက် register လေးကိုတစ်ချက်ဝယ်မယ်။ဒီနေရာမှာ brother ကကောက်မြဲမြဲဆန်လေးဖွင့်မှာဖြစ်တဲ့အတွက် one click ထဲကိုတစ်ချက်ဝယ်ရမှာဖြစ်တယ်။ဒီနေရာမှာက brother နေထိုင်တဲ့နိုင်ငံနဲ့ brother 30မြတ်ငွေကြေးကိုဖြည့်ဆွေးပေးရမှာဖြစ်တယ်။ brother ကမြန်မာနိုင်ငံမှာနေထိုင်နေဆိုရင်မြန်မာကိုရွေးပေးလိုက်တာနဲ့ MAK ဆိုတဲ့မြန်မာငွေကြေးအောက်မှာပေါ်သွားမှာပဲဖြစ်တယ်။ဒီ promo code ဆိုတဲ့နေရာမှာကြာတော့တရားခိုင်နှုန်းbonusရတဲ့ကျွန်တော်ရဲ့ promo code ကိုထည့်ပေးရမှာပဲဖြစ်တယ်။တရားခိုင်နှုန်းbonusဆိုတာဘာလဲ။တရားခိုင်နှုန်းbonusဆိုတာ brother ကကျန်းငွေ3သိန်းဖြည့်3သိန်း7သိန်းဖြည့်7သိန်းတိုက်ပြန်ရတဲ့ bonus ကိုတရားခိုင်နှုန်း bonus လို့ဆိုလိုတာဖြစ်တယ်။ brother ကဒီ promo code ဆိုတဲ့နေရာမှာတရားခိုင်နှုန်း bonus ရတဲ့ကျွန်တော်ရဲ့ promo code ကိုဒါမထည့်ခဲ့ဘူးဆိုရင် brother ငွေဖြည့်တဲ့အခါမှာတရားခိုင်နှုန်း bonus ကိုဆုပ်သွားမှာဖြစ်တယ်။ကျွန်တော်ရဲ့ promo code က CBR 1000ဖြစ်တယ်။ promo code ကိုမမကကန်လေးဖြည့်စေပြီးတာနဲ့ဒီအောက်ကလေးထောက်ခွင့်လေးကိုအမှန်လေးချစ်ပြီးတော့ register ကိုတစ်ချက်တင်ပေးရမှာဖြစ်တယ်။ဒီနေရာမှာကသူပြထားတဲ့နေရာလေးကိုကျွန်တော်တို့တစ်ချက်ဆွဲပေးလိုက်ရမှာဖြစ်တယ်။ဒါဆိုရင် brother ရဲ့ username နဲ့ password ကိုရရှိမှာဖြစ်တယ်။ဒီ username နဲ့ password ကို brother ကမမေ့မပြောင်းနိုင်တဲ့နေရာလေးမှာထားပေးရမှာဖြစ်တယ်။ဒီလိုမှတ်သားထားမှာ brother ရဲ့ကောက်ကအကြောင်းမျိုးမျိုးကြောင့် log out ထွက်သွားလို့ရှိရင်အလွယ်တကူနဲ့ပြောင်းဝဲလို့ရမှာပဲဖြစ်တယ်။ဒါဆိုရင်ကျွန်တော်တို့နေ့ကိုစစ်သွားလိုက်တာနဲ့ Melbet အကောင့်တစ်ခုရရှိသွားပြီပဲဖြစ်တယ်။ဒီနေရာမှာ brother ကငွေသွင်းငွေထုတ်ကိုလွယ်လွယ်ကူကူချွတ်ချွတ်မွေ့မွေ့နဲ့ပြုလုပ်ချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့အချက်လက်များကိုဖြည့်ဆွဲပေးရမှာဖြစ်တယ်။ Melbet တောက်ကများလေးကိုတစ်ချင်းနေမယ်။ဒီနေရာကိုရောက်သွားရင်ကျွန်တော်တို့ menu ထဲကိုတစ်ချက်ဝယ်ရမှာဖြစ်တယ်။ဒီအပေါ်ဆုပ်က ID ဆိုတဲ့နေရာလေးကိုတစ်ချက်ဝယ်ရမှာဖြစ်တယ်။ဒီခဲတဲ့ပုံလေးနဲ့ edit data ဆိုတာကိုတစ်ချင်းနေလိုက်တာနဲ့ကျွန်တော်တို့အချက်လက်များကိုဖြည့်ဆွဲတဲ့နေရာကိုရရှိသွားပြီပဲဖြစ်တယ်။ဒီနေရာမှာ brother ရဲ့ချင်းလေးတွေကိုမမကကန်နဲ့ဖြည့်ဆွဲပေးရမှာဖြစ်တယ်။အရင်ဆုံးဖြည့်ဆွဲရမှာက brother ရဲ့နာမည်ပဲဖြစ်တယ်။ brother ရဲ့နာမည်ကအောက်ကိုလေးဆိုပါစို့ဗျာ။ဒီ first name မှာကျွန်တော်တို့အောင်ကိုထည့်ရမှာဖြစ်တယ်။ဒီပုံမှာကနောက်ဆုံးနာမည်ဖြစ်တဲ့လင်းကိုထည့်ရမှာဖြစ်တယ်။ဒီအောက်မှာကျတော့နာမည်အလယ်ဖြစ်တဲ့ကိုထည့်ရမှာပဲဖြစ်တယ်။ကျွန်တော်ကတော့အောက်ကိုလေးဆိုတဲ့နာမည်ကိုသုံးပြီးတော့ဥပမာအနေနဲ့ထည့်ပြသွားတာဖြစ်တယ်။ဒီ day of birthday ကျတော့ brother ရဲ့ငွေသက်ကွေးရဲ့အမှန်ကိုထည့်ပေးရမှာဖြစ်တယ်။ဒီ free of birthday ကကျတော့ brother ရဲ့မိဖွားရဇာတိကိုရွေးပေးရမှာဖြစ်တယ်။ brother ကရာကုန်မှာရွေးတဲ့ဆိုရင်ကျွန်တော်တို့ရာကုန်လို့ရွေးပေးလိုက်လို့လည်းရတယ်ဗျ။ဒီလူကြီးဆိုတဲ့နေရာမှာကျတော့ brother ရဲ့အခုလက်ရှိနေတဲ့နေရာကိုရွေးပေးလို့လည်းရတယ်။ဒါမှမဟုတ်ရာကုန်လို့ရွေးပေးလိုက်လို့လည်းရတယ်ဗျ။ CD ဆိုတာက brother နေထိုင်တဲ့မြို့ကိုရွေးပေးရမှာဖြစ်တယ်။ကျွန်တော်ကတော့ရာကုန်ကိုပဲရွေးပေးလိုက်မှာဖြစ်တယ်။ဒီနေရာမှာက brother နေထိုင်တဲ့နေရာအတိအကျကိုရွေးပေးလို့လည်းရတယ်။ဒါမှမဟုတ်ရာကုန်လို့ရွေးပေးလိုက်လို့လည်းရတယ်။ကျွန်တော်ကတော့ရာကုန်ကိုပဲရွေးပေးလိုက်တာဖြစ်တယ်။ဒီ document type ဆိုတာကျတော့ brother ကဘာကသုံးမှလဲဆိုတာကိုမေးတာဖြစ်တယ်။တော်တော်များများကမှတ်ဖို့တွေရှိကြတာဖြစ်တဲ့အတွက်ကျွန်တော် national ID card ကိုပဲယူပေးလိုက်တာဖြစ်တယ်။ဒီ series ကမှတ်ဖို့တွေမှာပါတဲ့မြေစောက်စီကကဏ္ဍလေးကိုထည့်ပေးရမှာဖြစ်တယ်။ brother ရဲ့မှတ်ဖို့တွေနံပါတ်မှာပါတဲ့မြေစောက်စီကကဏ္ဍလေးကိုမမကန်ကန်လေးထည့်ပေးလိုက်ပါ။ဒီ document number ဆိုတာကျတော့ brother ရဲ့မှတ်ဖို့တွေနံပါတ်ကိုထည့်ပေးရမှာဖြစ်တယ်။ကျွန်တော်ကတော့နမူနာအနေနဲ့ထည့်ပေးလိုက်တာဖြစ်တယ်။ဒီ day issue မှာကျတော့ brother မှတ်ဖို့တွေကိုထုတ်လုပ်ပေးခဲ့တဲ့နေ့ရက်ကိုရွေးပေးရမှာပဲဖြစ်တယ်။ဒီ issue ဘက်မှာကျတော့ brother မှတ်ဖို့တွေကိုထုတ်လုပ်ပေးခဲ့တဲ့နိုင်ငံကိုရွေးပေးရမှာဖြစ်တယ်။ brother ကမြန်မာနိုင်ငံမှာထုတ်လုပ်ပေးခဲ့တဲ့ဆိုရင်မြန်မာ government ဆိုပြီးတော့ရိုက်ထည့်ပေးလိုက်ပါကျွန်တော်ခုပြပြတာကနမူနာအနေနဲ့ပြပြတာဖြစ်တယ်။ brother တို့က brother တို့ရဲ့အချက်လက်များကိုမမကကန်နဲ့ဖြည့်ဆွဲပေးရမှာပဲဖြစ်တယ်။အားလုံးပြည့်စုံပြီလို့ကျွန်တော်တို့စေးလိုက်တာနဲ့အချက်လက်များဖြည့်ဆွဲလို့ပြီးဆုံးပြီဖြစ်တယ်။ဒီနေရာမှာ brother အကောင့်လုပ်ချုပ်စီရန်အတွင်း email နဲ့ဖုန်းနံပါတ်ကိုချိတ်ဆက်ပေးရမှာဖြစ်တယ်။ email ချိတ်ဆက်မယ်ဆိုရင်ကျွန်တော်တို့ဒီဖေးထောင်နာက list ဆိုတဲ့နေရာလေးကိုချိတ်ထောင်လိုက်မယ်။ထောင်ပြီးတာနဲ့ brother ရဲ့ email ကိုရိုက်ထည့်လိုက်မယ်ဆိုရင်သူကကုတ်ချောက်ပေးမှာဖြစ်တယ်။ဒီကုတ်ကိုဖိလိုက်ပြီဆိုတာနဲ့ brother က email ချိတ်လို့အောင်မြင်ပဲဖြစ်တယ်။ဖုန်းနံပါတ်လည်းတူတူပါပဲ။ဒီဖေးထောင်နာကလက်ကိုတစ်ချင်းနေလိုက်မယ်။ပြီးတော့ကျွန်တော်တို့နိုင်ငံရဲ့ country code က95ဖြစ်တဲ့အတွက် brother ရဲ့ဖုန်းနံပါတ်မှာ3ညကိုထည့်ပေးကြမလို့ပါဘူး။ brother ရဲ့ဖုန်းနံပါတ်ကိုထည့်လိုက်ပြီးပြီဆိုရင်သူကကုတ်ချောက်ပေးမှာဖြစ်တယ်။ဒီကုတ်ကိုရိုက်ထည့်လိုက်တာနဲ့ brother ဖုန်းနံပါတ်ချိတ်လို့ပြီးဆုံးပြီဖြစ်တယ်။ brother ကအခုဆိုရင်အချင်းလေးပြီးဆုံးပြီးတော့ရုပ်ချစိတ်ချရတဲ့ Melbet အကောင့်တစ်ခုကိုအောင်မြင်စွာနဲ့ပိုင်ဆိုင်သွားပြီပဲဖြစ်တယ်။ဒီဗီဒီယိုမှာခေခဲတဲ့စုပ်တရားများရှိခဲ့ပါကကျွန်တော် Viber Telegram တို့ကိုဆက်သွယ်မေးမြန်းလို့ရတာဖြစ်တယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။